အားလုံးမင်္ဂလာပါ BDS ကတာမင်း YouTube channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရယ်ကျွန်တော်ဒီနေ့မှာကြာတော့ AC ရဲ့ yoga ဆိုတဲ့သချင်းလေးပေါ့နော်အဲ့တော့ cross ရဲ့ yoga ဆိုတဲ့သချင်းလေး intro ကိုကျွန်တော်လုပ်ပေးသွားမှာဖြစ်ပါတယ်ဘယ်လိုကြည့်ရလဲဆိုတော့ကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ဒီ key ကတော့ F ပါ F ကို capo 1မှာညှက်ပြီးတော့ဟို E position နဲ့ကြည့်ရမှာဖြစ်ပါတယ်เนาะဆိုတော့ intro မှာเนาะအဲ့ဒါဘယ်လိုကြည့်ရလဲဆိုတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီကိုပေါ့ခါနေနဲ့ကျွန်တော်ကင်မယ်ဒီလိုမျိုးဒီလက်ညှိုးနဲ့ပေါ့နော်ဒီလိုမျိုးထောက်ပြမယ်ပြီးတော့ဒီ rock and roll အထာနဲ့ပေါ့နော်သူတီးသွား rock and roll အထာနဲ့သူကတီးသွားဖြစ်တယ် rock and roll ပုံစံနဲ့တီးမယ်နော်အဲ့မှာ sorry ငါကြိုရဲ့ဒီ1 2 3လေးပေါ့နော်လေးခုတီးမယ်ကပုံညှက်ထားတဲ့ဒီဟာကို1 2 3လေးအဲ့လိုရေးအောင်ပါပေါ့နော်ကပုံညှက်ထားတော့ဒီမှာ9ခွက်လေးနော်ဒါပေမဲ့ကပုံညှက်ထားတဲ့ဒီမှာ4ခွက်လို့ရေးအောင်မယ်ဆိုတော့နော်အမလေးချိုးရဲ့လေးကွက်ကိုနော်ဒီ6ချိုးရဲ့9ချိုးကိုတပြိုင်တည်းတီးလိုက်မယ် rock and roll style ပေါ့နော်ပြီးရင်အဲလိုလေးနော်မြောင်နိုးလေးကိုတခြားလေးပြပေးမယ်ပြီးရင်လေးချိုးနော်အဲ့လိုပေါ့နော်အဲ့ဒါကိုပထမဆုံးမှာဒီ6ချိုးနဲ့5ချိုးကိုတကယ်နဲ့တွဲပြီးတော့တီးလိုက်ရမှာဖြစ်ပါတယ်ပြရတယ်6ချိုး3ခွက်ကိုတီးပြီးပြရတယ်လည်းအလွတ်ချိုးတီးမယ်နော်ရပါတော့ဖြည်းဖြည်းချင်းတီးကြည့်မယ်ကျွန်တော်တို့လိုက်တီးကြပါ1 2 3 go ထည့်ရမယ်နော်ပြရတယ်နော်အမ6ချိုးပထမဆုံးတင်တီးမယ်ပြီးရင်လေး9ကို9ချိုးတင်တီးမယ်နှုတ်ကမှာပြီးရင်ခုနကလေးကိုတီးမယ်ပြီးရင် pull off လုပ်လိုက်မယ်လိုလေးပြီးရင် sorry တင်တီးမယ်နော်လိုလေးတွန်းပြီးရင်6ချိုးတင်တီးမယ်နော်ဒီချာလေးပြန်ကြည့်ပေးပါနော်နို့ဝမြောင်ကျွန်တော်ပြန်ပြလိုက်မယ်နော်အမ pull off အနေနဲ့တီးမှာနော်ကျွန်တော်ဒါကတော့ကျွန်တော်နားလေချလို့ကျွန်တော်ဟိုကျွတ်ပြန်လုပ်ပေးရပဲဖြစ်ပါတယ်ဆက်ချစ်တီးသွားနေရမှာကျွန်တော်ဘယ်လိုတီးရလဲကျွန်တော်လည်းတေချာပြီးတော့ဟိုမရှိဘူးပေါ့နော်ဒါအဲ့ဒါကြောင့်မလို့ကျွန်တော်ခုကျွန်တော်နားလေတယ်လို့ကျွန်တော်တီးတယ်လို့ပဲကျွန်တော်ထောက်ပေးလိုက်ရှင်းဖြစ်ပါတယ်နော်လေလေဆိုတော့စကားနဲ့ပြန်တီးချင်မယ်တုံးချိုးရဲ့တုံးကကနေလေးကိုပြီးရင်ငါကိုတီးမယ်ပြီးရင်လေးချိုးလေး sorry ငါချိုးရဲ့ငါနှစ်ကိုတီးမယ်ပြီးရင်လေးချိုးနှစ်ကိုပြန်တီးမယ်ပြီးရင်နှစ်ချိုးရလက်ပြီးရင်တစ်ချိုးရလက်နော် short လေငါ short ကစားချင်မယ်ဖြည်းချင်းsorry အမအင်းချိုးနဲ့တီချိုးလက်ချိုးတီးမယ်ပြီးရင်နော်အမဒါ82ပေါ့နော်82ကိုတီးသွားဖြစ်တယ်အမဘယ်လိုကန်ရမလဲဆိုရင်တော့ကိုကိုဒီငါချိုး3ခုကိုကန်မယ်ပြီးရင်လေးချိုးရဲ့ဒီ9ခွက်ပေါ့နော်လေးချိုး9ခွက်ကိုကန်မယ်ပြီးရင်3ချိုး9ခွက်ကန်မယ်ပြီးရင်ဒီဟာကိုအကုန်ဖိထားလိုက်မယ်နော်9 4 3 2နော်ပြီးရင်မရှိမဲ့ဒါဒီပေါ့နော် sorry ဒါကြောင့်ဒီပေါ့နော်ဟိုတဲ့ဒီကိုလို့ခုနကလိုပဲ9 4 3 sorry 9 4 3 2 3နော်9 4 3 2 3အဲ့ဒီမဲ့ပြန်ရဲ့လို့အဲ့မှာဒီ set ကိုဒီမှာမတီးပဲဒီ set ကိုဒီမှာတီးလို့ရပါနော်လို့လေနော်ဒါမှရတာတော့တူမှာမဟုတ်ဘူးဒီဘက်မှာ power cord အနေနဲ့ကန်တာပို့ပြီးတော့ရတာရှိတယ်ဒီ set ဒီလိုမျိုးမှာဒီမှာကန်ချင်နေဆိုတော့ဒီ code ကန်ပြီးတော့လက်ကလေးကိုဖြုတ်ထားလိုက်ပါဒီအဲ့ဒါဆိုရင်တော့ဒီ2ပေါ့နော်ဒီ set 2ပေါ့နော်ဆိုတော့ဒီလိုမျိုးကန်နေဆိုရင်တော့၄ချိုးလွှတ်ချိုးတီးမယ်ပြီးရင်3ချိုးရဲ့2ကွက်ပြီးရင်2ချိုးရဲ့3ကွက်ပြီးရင်1ချိုးလွှတ်ပြီးရင်2ချိုးကန်လာမယ်ဆိုတော့4 3 4နော်ပြီးရင်မှာပြန်လာမယ်
သူကတီးတော့တော့ကျွန်တော်တို့ထားမှာဒီမှာအတန်လုံးဝကြီးဟိုမလွတ်ပေးထားဘူးပေါ့နော်ဒီမှာဒီ bridge လေးမှာသူကထောက်ပေးထားရဲကြိုးဒီလိုမျိုးထောက်ပေးထားပြီးတော့ဒီတန်လေးထွက်ပါနော်အဲ့လိုရှိအောင်မဟုတ်ဘူးပေါ့နော်နည်းလို့လေနော်နည်းရပါနော်TV ရောတက်လာမယ်တက်လာမယ်နဲ့တက်လာစိတ်တယ်ဆိုတာမနော်မှာရှုံးနဲ့ချက်တိမယ်1 and ဒီမှာနော်1 and 2 and 3 and no 1 and 2 and sorry 1 and 3 and ဒီอ่ะ1 and 2 and 3 and 4 and 1နော်ဒီမှာ1 and 2 and 3 and 4 and 1 1 and ဒီလို break လုပ်လိုက်တယ်ပြီးရင်3ဒီလို break လုပ်လိုက်တာပါနော် off beat တောင်းတာပါနော်ဆိုတော့ပြန်လာမယ်ခုနလိုပြန်လာတာနော်သူကပြန်လာမယ်ပြရနဲ့1 and 2 and 3 and 4 and till when I say that you how to be so la 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 teacher say don't come yoga အမှားလေ1 and ကြည့်ရနော်သူကဒီ beat ရဲ့တစ်ချက်ရဲ့ပြရတယ်သူကအကြွမှာပေါ့နော်သူကဒီ1ဆိုပြီးတော့သူကအကြွလေးမှာသူကတစ်ချက်ပြန်ကြည့်ရ1 and နော်အမှား1 2 3 1 1 2 3လေနော်ပြန်ကြည့်ရဆိုတော့အားလုံးလည်းရကြမလို့မဟုတ်ဘူးဒီချင်းလေးနို့လို့ရှိနေဆိုလို့ရှိတော့ Telegram မှာ ABDS guitar band ဆိုပြီးတော့ရှာပြီးတော့ကျွမ်းလို့ရပါတယ်။မှာတချင်းတို့ပေါင်းများဆိုတာတက်မျိုးတွေပဲနော်ဖြစ်ဖြစ်ပေါ့နော်ပြီးတော့1 2 3နို့လေးနို့တွေပြင်ကျွန်တော်အကုန်လုံးတင်ပေးထားပါတယ်။မှာလာကျွမ်းလို့ရပါတယ်။အားလုံးလည်းဆင်ပြေကြပါစေ။ပြီးတော့နောက်ထပ်ကျွတ်လောက်ခက်စီခြင်းနဲ့တချင်းတွေရှိရင်လည်း comment မှာချရေးပေးခဲ့ဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်။အားလုံးလည်းဆင်ပြေကြပါစေ။ချင်းတို့လူချင်းနေဆိုလို့ရှိရင်တော့ Telegram မှာ ABDS guitar band ဆိုပြီးတော့ရှာပြီးတော့ကျွမ်းလိုက်ပါအဲ့မှာချင်းတို့ပေါင်းများဆိုတာတက်မျိုးတွေပဲဖြစ်ဖြစ်1 2 3နို့လေးနို့တွေပဲဖြစ်ဖြစ်တင်ပေးထားပါတယ်အားလုံးဆင်ပြေကြပါစေ tutorial video ကို BDS guitar band YouTube channel မှာတွားပြီးတော့ကြည့်ရှုလို့ရပါပြီ lesson video တွေနဲ့ tutorial video တွေနဲ့အပေါင်းများဆိုတာကျွန်တော်တင်ပေးထားပါတယ်6ချိုရ5ချိုကိုတပြိုင်တည်းတီးလိုက်မယ် rock and roll style ပေါ့နော်ပြီးရင်လိုလေးနော်မြောင်နို့လေးကိုတခြားလေးပြပေးမယ်ပြီးရင်လေးချိုတော့အဲ့လိုပါနော်အဲ့ကိုပထမဆုံးမှာဒီ6ချိုနဲ့5ချိုကိုတပြိုင်တည်းတွဲပြီးတော့တီးလိုက်ရမှာဖြစ်ပါတယ်ပြရတယ်6ချို3ခွဲကိုတီးမယ်ပြရတယ်လည်းအလွတ်ချိုတီးမယ်နော်